တခါကရွာဒီရွာမှာတီးကောင်းရီမောင်ဆိုတာခြေတွက်လက်တွက်မိုက်ကုံရှိတဲ့လူမိုက်ကြီးတစ်ယောက်ပေါ့သူကလူမိုက်ဆိုတော့သူ့ကြောကုန်းမှာစောက်ထိုးဖို့စောက်ထိုးစီဟာစီကိုလာခဲ့တယ် ဆရာလားထွက်ခဲ့စမ်းငါရဲ့နောက်ကျောမှာနဂါးကြီးမီးမုံနေတဲ့ပုံကိုကြောအပြက်ထိုးမယ်ငါကတိတိကြကြမှကြိုက်တာမတိကြရင်ရီမောင်အကြောင်းသိတယ်မလား စိတ်ချပါဗျာစိတ်ချပါကိုရီမောင်ရဲ့တေချာလှုပ်ပေးပါမယ် စုပ်ထိုးစရာလဲကြောက်နဲ့ထိုးဖို့ပြင်ရတော့တာပေါ့စုပ်ထိုးမလို့အကိုထုတ်လိုက်တဲ့အချိန် ဟာခမရအကြီးကကြီးလာကြီးလားသူ့ထက်ငယ်တာရှိသေးလားငကားဆိုတော့အနှုစိတ်ရမှာမလို့အသေးဆုံးအက်ကိုရွေးထားတာသူ့ထက်ကြီးတာတွေပဲရှိတယ်ရပါတယ်ကြောက်ကမေးကြည့်တာပါဗျကြောက်ငကားကြီးကိုမြင်ကျင်လာပြီမြန်မြန်သာထိုးဖို့လှုပ်စိတ်မပူပါနဲ့အာဟဲ့လူနည်းနည်းရှော့ထိုးလို့မရဘူးလားဒီလောက်မှဆေးကဆွဲမှာဒီတက်ပိုရှော့လို့မရဘူး နဂါးကသူ့ဘာသာလှပြီးသားပဲမီးမောက်တာမလိုဘူးမီးတောက်မထဲနဲ့တော့ ပုံကအလန်းကြီးဗျာမိတော့မပါရင်နှက်မျောเสียဟေ့ကောင်ရှာမရှိနဲ့ငါမထဲ့နဲ့ဆိုမထဲ့နဲ့ဆရာလားငကားကိုအမောက်မပါရင်ဘာဖြစ်လဲ မွေဖြစ်သွားမှာပေါ့ ကြောက်ကမွေကိုပိုသဘောကျတာဗျမွေပုံပဲထိုးတော့မယ်အမောက်မထဲ့နဲ့တော့အေးဗျာနေဦးမွေမှာမျက်လုံးမပါရှာမပါအကျေးကွန်လည်းမပါအမြင့်မပါရင်ဘာဖြစ်သွားမလဲတီကောင်ဖြစ်သွားမှာပေါ့ကိုရီမောင်ရကြိုက်ပြီဗျာကြောက်ကိုတီကောင်ပုံပဲထိုးပြီးတော့တီကောင်ပုံကမှချစ်စရာကောင်းတာ ဟယ်လိုနဲ့စုပ်ထိုးစရာလဲတပည့်ရီဝိုင်းချုပ်ပြီးကြောမှာတီကောင်ပုံထိုးပေးလိုက်ရပါတော့တယ်ဟာဒီကလေးကတီကောင်ရီမောင်နာမည်တွင်သွားပါတော့